ဒ္ဓကဘာတွေဆုံးမခဲ့တယ်လဲကံကံ၏အကျိုးကိုသက်ဝင်ယုံကြည်ခြင်းကိုလုံးသမျှအကောင်အဆိုးကိုကိုပဲတာဝန်ယူတာဝန်ခံရမယ်ကောင်းတာလုပ်ပြီးလဲလူတိအောင်လိုက်ကြွားနေစရာမလိုသလိုမကောင်းတာလုပ်ပြီးရင်လဲရှောင်လွဲလို့မရဘူးဒါတွေအကုန်လုံးကတနေ့ကိုစီပြန်ရောက်လာမှာပဲဒီအတွက်သူများတွေမဟုတ်တာလုပ်ပြီးကြီးပွားနေတိုင်းလဲကိုလိုက်မလုပ်တော့ဘူးတည်တည်ငြိမ်ငြိမ်နဲ့ကိုလန်းကိုလျှောက်လာနိုင်လိမ့်မယ်ဒါကြောင့်ကံကံ၏အကျိုးကိုယုံကြည်တယ်ဆိုတာကိုတာဝန်ယူခြင်းလည်းဖြစ်ပါတယ်အကြောင်းအကျိုးဆက်ဆက်မှုကိုလက်ခံခြင်းဗုဒ္ဓကအကြောင်းမဲ့ဖြစ်နေတာဘာမှမရှိဘူးလို့ဆိုတယ်အားလုံးကအကြောင်းနဲ့အကျိုးဆက်ဆက်ဖြစ်ပေါ်နေတယ်ဆိုတော့ဒီအကျိုးတရားကိုလိုချင်ရင်ဆိုင်ရာအကြောင်းတရားကိုဖြည့်ဆည်းဖို့လိုလိမ့်မယ်ဥပမာကွန်ပျူတာတက်ချင်ရင်ကွန်ပျူတာသင်ဖို့ပတ်စံချမ်းသာခြင်းရင်ပတ်စံချမ်းသာစေမဲ့အကြောင်းတရားတွေကိုလုပ်ဖို့စိတ်ညစ်ညူးစေမဲ့အရာတွေကိုလုပ်နေပြီးစိတ်ချမ်းသာခြင်းလိုက်တာအော်နေလို့တော့မရဘူးပေါ့ဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်လဲဂုဏ်တော်ပတိစိတ်နေုံနဲ့တော့ဘယ်ရမလဲဆိုင်ရာအကြောင်းတရားတွေကိုဖြည့်ဆည်းမှရမှာပေါ့အဲ့ဒီလိုမဟုတ်ပဲဘေးတွေမေးမယ်ရဲရချိမယ်အဆောင်အယောင်တွေနတ်တွေကိုအောက်ကိုနေမယ်ဆိုရင်တော့ဗုဒ္ဓဘာသာဝင်စစ်လို့ပြောလို့မရနိုင်သေးပါဘူးကြိုးစားအထောက်မှုဗုဒ္ဓဟာကြိုးစားအထောက်ခြင်းကိုအထူးအလေးထားပါတယ်မဂ်ခင်၈ပါးမှာလည်းမှန်သောအထောက်မှုဆိုတာကိုထည့်ထားတယ်ကိုတာဝန်ယူပြီးအကြောင်းအကျိုးဆက်ဆက်မှုကိုလက်ခံထားတဲ့သူဟာမကြိုးစားလို့ကိုမရဘူးဘဝမှာပြည့်စုံဖို့ဆိုလဲကြိုးစားရတယ်ကျန်းမာဖို့လဲကြိုးစားရတယ်ကုသိုလ်ပြုဖို့ဆိုလဲကြိုးစားရတယ်တရားထိုင်မယ်ဆိုလဲထိုင်နည်းတွေလေ့လာရတယ်ကိုယ်တိုင်ထိုင်ကြည့်ရတယ်အဆင်မပြေရင်အတွေ့အကြုံရှိသူကိုမေးမြန်းရတယ်အဲ့တော့မှတဖြည်းဖြည်းအဆင်ပြေလာတာဖြစ်ပါတယ်စဉ်းစားဆင်ခြင်မှုဗုဒ္ဓဝါဒမှာအရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်လို့ဗုဒ္ဓဘာသာဝင်တွေမှာအားအနည်းဆုံးကလည်းအဲ့ဒါပါပဲပညာရေးစနစ်နဲ့လည်းဆိုင်တာပေါ့အုံနောက်တွေကိုစဉ်းစားဖို့ထက်မှတ်သားဖို့လိုက်နာဖို့နာယူဖို့ပဲလေ့ကျင့်ပေးလိုက်တဲ့အခါဗုဒ္ဓဖြစ်စေချင်တာနဲ့ကတခြားစီဖြစ်လာတယ်ဗုဒ္ဓအဆုံးအမတွေထဲမှာကာလာမသုံးဆိုတာထင်ရှားသလောက်အင်မတန်လဲလေးစားစရာကောင်းတယ်ဘယ်သူပြောလို့မှမဟုတ်ပဲကိုယ်တိုင်အသိနဲ့သာလက်ခံပါဆိုပြီးဟောခဲ့တာဘာကိုမဆိုဝေဖန်ပါဆန်းစစ်ပါစဉ်းစားပါဗုဒ္ဓအဆုံးအမတွေကိုတောင်မှဘာကြောင့်ဒီလိုဆုံးမခဲ့တာလဲတားမြစ်ခဲ့တာလဲတိုက်တွန်းခဲ့တာလဲဆိုတဲ့ရည်ရွယ်ချက်ကိုနားလည်ရင်လိုက်နာဆောင်ထိန်ရတာပိုပြီးအဓိပ္ပာယ်ပိုရှိပါတယ်ကိုချင်းစာတရားလူ့ဘောင်အဖွဲ့အစည်းတစ်ခုတာယာဖို့ဆိုတာကိုချင်းစာတရားရှိတဲ့လူတွေလိုအပ်တယ်ဗုဒ္ဓဘာသာဝင်တွေနေ့စဉ်စောင့်ထိန်ကြရတဲ့၅ပါးသီလဆိုတာတကယ်တော့ကိုချင်းစာတရားကိုအခြေခံတာပဲကိုကြောင့်သူတစ်ပါးမထိခိုက်အောင်စောင့်ထိန်နေထိုင်တာဖြစ်လို့မဟာဒါနလို့လဲဆုံးမခဲ့တယ်ဒီတော့ကုသိုလ်ရဖို့ဆိုတာမျိုးလောက်မဟုတ်ပဲကိုချင်းစာတရားကိုကိုယ်စိတ်ထဲမှာမွေးမြူနိုင်ဖို့လိုတယ်ဥပမာစိတ်လိုက်မတောက်တတ်တဲ့သူရှိမှ
စိတ်လိမ်မတောက်ရဘူးဆိုတာငါးပါးတီလာထဲမှာပါဘူးသို့သောကိုချင်းစာတရားဆိုတဲ့ရှုထောင့်ကနေစဉ်းစားကြည့်လှုပ်တင်မလှုပ်တင်ခွက်ခွက်ပြပြဖြစ်သွားလိမ့်မယ်မေတ္တာဂရုဏာထားဖို့ဒါလဲဗုဒ္ဓအဆုံးအမတွေမှာမကြာခဏကြားရတဲ့အချက်ဖြစ်တယ်မေတ္တာဆိုတာမိတ်ဆွေတယောက်ရဲ့စိတ်ထားမျိုးကိုဆိုလိုတာကောင်းစေခြင်းနဲ့အဆင်ပြေစေခြင်းနဲ့ပျော်ရွှင်စေခြင်းနဲ့အဲ့လိုစိတ်ကလေးထားပြီးဘယ်သူကိုမှဆိုကူညီတယ်နှုတ်အားဖြင့်ဖေးမာတယ်အားပေးတယ်ဂရုဏာဆိုတာကတော့တနာကျင်နာမှုပေါ့ဆင်းရဲဒုက္ခရောက်နေသူတွေကိုဆောက်ရှောက်တယ်မျှဝေတယ်ဒါတွေဟာကိုချင်းစာတရားလိုပဲတာယာတဲ့လူမှုအဖွဲ့အစည်းတစ်ခုဖြစ်လာဖို့မှာတိတ်လိုအပ်တဲ့စိတ်နေစိတ်ထားတွေဖြစ်တယ်စိတ်ဗဟုပြုသင်ကြားမှုဗုဒ္ဓအဆုံးအမတွေကို Mind Center Teaching လို့လည်းဆိုကြတယ်စိတ်ကိုအသေးစိတ်အကျဆုံးဟောကြားခဲ့တာဖြစ်ပါတယ်တသဝါတွေမှာကိုယ်နဲ့စိတ်ရုပ်နဲ့နာမ်ဆိုပြီးရှိတယ်အဲ့ဒီစိတ်ဆိုတာကိုမှ၄ခုထပ်ခွဲလိုက်သေးတယ်ရုပ်နဲ့ပေါင်းလိုက်တော့၅ခုဒါကိုခန္ဓာ၅ပါးလို့ခေါ်တယ်တနည်းအားဖြင့်စိတ်ကိုခွဲခြမ်းစိတ်ဖြာလိုက်တာပဲမေတ္တာတုံးမှာဆိုမေတ္တာထားနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့မှာဘယ်လိုအချက်တွေလိုအပ်တယ်လဲအသေးစိတ်ဟောထားတယ်စိတ်အညစ်အကြေးတွေဆိုရင်လဲစိတ်ပုတ်စိတ်ရုပ်ကိုမှခေါ်တာမဟုတ်ဘူးအတိတ်ရောက်လိုက်အနာဂတ်ရောက်လိုက်နဲ့ပြန့်လွင့်နေတာဒီလဲစိတ်ကိုညှဉ်းနှွမ်းစေတဲ့အညစ်အကြေးပဲတဲ့မနာလိုတာကလည်းစိတ်အညစ်အကြေးပဲအရှက်အကြောင်းမရှိတာကလည်းစိတ်အညစ်အကြေးပဲတဲ့တရားထိုင်တာဝိပဿနာအားထုတ်တာတွေကလည်းတကယ်တော့ကိုယ်စိတ်ကိုလေ့လာနေခြင်းပိုင်းခြားရှုမြင်ခြင်းကုသနေခြင်းပါပဲဒါကြောင့်စိတ်နဲ့ပတ်သက်လို့အားထုတ်မှုလေ့ကျင့်မှုတစုံတရာရှိနေမှသာဗုဒ္ဓဘာသာဝင်ဖြစ်ရကြုံတယ်လို့လည်းဆိုနိုင်ပါတယ်အစွဲလန်းတွေကိုဖျက်တောက်ဖို့ဗုဒ္ဓဝါဒကတန်တရားကိုယုံတယ်တဘဝပြီးတဘဝဖြစ်နေရတယ်လို့ဆိုတယ်ဘဝဖြစ်ခြင်းဟာဒုက္ခဆင်းရဲပဲဘာလို့ဒုက္ခဖြစ်တာလဲဆိုတော့မတည်မြဲလို့ကိုမပိုင်လို့အစိုးမရလို့ဒီတော့နှစ်သက်စရာမကောင်းဘူးလို့ဆိုတယ်ဗုဒ္ဓဘာသာမှာနိဗ္ဗာန်ဆိုတာဘုံတစ်ခုမဟုတ်ဘူးဘဝအသစ်ထပ်မဖြစ်တော့ခြင်းပဲတန်နေရမလဲတော့တာပေါ့အဲ့လိုလွတ်မြောက်ဖို့ဆိုတဏှာဆိုတဲ့အစွဲအလန်းကိုဖျက်တောက်ဖို့လိုလိမ့်မယ်ဗုဒ္ဓရဲ့တကယ်အရေးကြီးသင်ကြားမှုတွေဖြစ်တဲ့သစ္စာ၄ပါးတို့ပဋိစ္စသမုပ္ပါဒ်တို့ဆိုတာကလည်းဒါကိုပဲအကျဉ်းအကျယ်ဟောထားတာပဲနောက်ဆုံးအဲ့လိုနိဗ္ဗာန်ကိုမလိုချင်ပါဘူးသို့မဟုတ်တဏှာဆိုတာကိုမယုံပါဘူးဆိုရင်တော့ခုလက်ရှိဘဝမှာပဲစဉ်းစားကြည့်စိတ်အေးချမ်းမှုနဲ့စိတ်ဆွဲလန်းမှုဟာပြောင်းပြန်အချိုးကျတယ်စိတ်ဆွဲလန်းမှုများလေလေစိတ်မအေးချမ်းရလေပဲငွေတသိန်းခိုးခံရလို့ဘာမှမဖြစ်ဘူးကိုပိုင်နဲ့ငွေတသိန်းခိုးခံရတယ်ဆိုမှလူကပူလောင်တာလေတက်ရှိတတဝါကိုဆွဲလန်းမယ်ပစ္စည်းဥစ္စာကိုဆွဲလန်းမယ်ငွေကိုဆွဲလန်းမယ်ယာတူးကုန်ထရက်ကိုဆွဲလန်းမယ်ဘာကိုပဲဆွဲလန်းတေချာတာကပူပန်ရမှာပဲ
ဒါကြောင့်စိတ်အေးချမ်းချင်တဲ့သူဟာဆွဲလန်းမှုကိုလျှော့ချဖို့လိုအပ်တယ်အစွန်းမရောက်ခြင်းမျက်စိမှပฏิပဒါဆိုတာဘာလာကြားချဖို့မဟုတ်ဘူးအစွန်းမရောက်တာကိုဆိုလိုတာပါမလိုအပ်တဲ့ဆင်းရဲဒုက္ခတွေခံနေတာလဲအစွန်းတစ်ဖက်ကာမဂုဏ်စည်းစိမ်တွေခံစားပြီးရင်မူးနေတာလဲအစွန်းတစ်ဖက်ဒီနှစ်ခုလုံးကိုရှောင်ရှားပြီးအစွန်းလုံးအောင်နေတာပါတေချာစဉ်းစားကြည့်ရင်ဘဝရဲ့အစိတ်အပိုင်းအားလုံးမှာလည်းအသုံးတဲ့ပါတယ်ဥပမာအောင်မြင်လို့စိတ်မရှိရင်လူကဘာမှဖြစ်ထွန်းမှာမဟုတ်ဘူးအောင်မြင်လို့စိတ်လွန်ကဲသွားပြန်ရင်လည်းမဟုတ်တဲ့နည်းတွေနဲ့စူးစမ်းမိတတ်တယ် Balance diet, balance life, work life balance စသဖြင့်ပြောနေကြတာတွေအကုန်လုံးဟာလည်းဒီသဘောပါပဲဒီကိုချက်ကတော့ဗုဒ္ဓဟောကြားချက်တွေထဲမှာမကြာခဏကြားရလေရှိတဲ့အချက်တွေဖြစ်ပါတယ်ဗုဒ္ဓအထူးပြုပြီးဆုံးမခဲ့တာတွေပေါ့တခြားလဲကြံကောင်းကြံနိုင်ပါတယ်ဒီအချက်တွေကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာကျင့်သုံးနေထိုင်မှသာဗုဒ္ဓဘာသာဝင်စစ်စစ်လို့မှတ်ယူနိုင်ပါလိမ့်မယ်